တမိုင်းကနှထောင်ပေါင်းများစွာကိုလူဝဲချက်တစ်ခုဖုံးခွဲထားခဲ့သည်အန်တီဂီတီရာယင်တရာ၏အဖြစ်စီမာတွင်တွေ့ရှိရသည်ထိုယင်တရာသည်၎င်း၏ခေ၏တည်ထားသောကန့်သက်ချက်များကိုကျော်လွှမ်းသည့်မဖြစ်နိုင်သောစစ်ပစ္စည်းတစ်ခုဖြစ်သည်AGN ၏အရေးအောက်တွင်ရှေးဂီရီတို့၏စိတ်များသည်ရှေးခေတ်ထက်အလွန်ကျယ်ပွန်းသောနှခတ်ဗေဒဆိုင်ရာအသိဉာဏ်ကိုအကျုံးဝင်သည့်ရှုပ်ထွေးသောအင်ဂျင်နီယာဆိုင်ရာတွက်ချက်ဆက်တစ်ခုကိုတည်ဆောက်ခဲ့ကြသည်သို့သောသူတို့တည်ဆောက်ခဲ့သောအရာကအဆင့်မြင့်ယူဘဗေဒဆိုင်ရာအသိဉာဏ်များပိုင်ဆိုင်သည့်ယဉ်ကျေးမှုတစ်ခုကိုအကြံပြုနေသည်အချိန်ဖြင့်ရီရွယ်ရရှိရှိဖက်စီဖြစ်ခဲ့သောဖုံးဝယ်ထားသည့်အသိဉာဏ်တစ်ခုဤလျှို့ဝှက်ခဲ့ကိုမြေသူကထိန်သိမ်းခဲ့သည်ရင်းရံတရာဤတည်ရှိမှုကဖန်တီးသူ၏များကိုအသိဆက်စေရန်ရည်ရွယ်သောဘေးဒဏ်ကြီးမားသည့်တမိုင်းမတ်တန်ဖုံးကွယ်မှုကိုအကြံပြုသည်အထင်ရှားဆုံးထိတ်လန့်စရာတွေ့ရှိရမှာဤအမှန်တရားကိုတခါမှမတ်တန်တင်ခြင်းမရှိခဲ့ပေထိုအသိဉာဏ်ကိုရည်ရွယ်ရရှိရှိဆုံးရှုံးစေခဲ့ခြင်းကြောင့်မှတ်တမ်းတင်သူတဦးတည်းကပင်ယန္တရာ၏အစွမ်းအစားကိုဖော်ထုတ်၍မရနိုင်ခဲ့ပေအတိတ်ဤတည်ဆဲမှုသည်